လမ်းညွန်မောင်းနှင်ခြင်းစီးပွားရေးတစ်ခုစတင်ပြီးဆိုတာနဲ့ကျွန်တော်တို့အားလုံးမှာ leap of faith လို့ခေါ်တဲ့ယုံကြည်ချက်ပေါ်အခြေခံထားတဲ့စွန့်စားမှုတွေရှိကြပါတယ်အဓိကနှစ်ချက်ကိုကျွန်တော်တို့ကိုပြန်မေးရပါမယ်နံပါတ်1 value hypothesis ငါထုတ်တဲ့ပစ္စည်းကလူတွေအတွက်တကယ်ရောတန်ဖိုးရှိရဲ့လားနံပါတ်2 growth hypothesis ဒီပစ္စည်းကိုလူတွေကတယောက်နဲ့တယောက်လက်ဆင့်ကမ်းပြီးအလိုလိုပြန်သွားအောင်ဘယ်လိုလုပ်မလဲဒီမေးခွန်းတွေကိုအဖြေရှာဖို့အတွက်အချိန်တွေအများကြီးပေးပြီးပစ္စည်းကိုအချောတက်မနေပါနဲ့အောင်ဒီနေရာမှာ MVP minimum viable product ဆိုတာလိုအပ်လာပါပြီအကောင်းဆုံးအလားဆုံးဖြစ်အောင်စောင့်မနေပဲအခြေခံအကျဆုံးလှုပ်ဆောင်ချက်လေးနဲ့ဈေးကွက်ထဲကိုအမြန်ဆုံးထုတ်ပြပြီးစမ်းသပ်ကြည့်ရမှာပါဒါပေမဲ့စမ်းသပ်တဲ့အခါမှာလည်းတစ်ခုသတိထားရမှာက innovation account တွေမှာ page like တွေ follower တွေလိုမျိုးကြည်ကောင်းရုံသက်သက်အပေါ်ယံကိန်းဂဏန်းတွေကိုကြည့်ပြီးကိုမညာပါနဲ့တကယ်ကြည့်ရမှာ actionable metric ပါဝယ်သူတွေကတကယ်ရောစွဲစွဲမြဲမြဲသုံးနေကြရဲ့လားအဲ့ဒီ data ကမှအစစ်အမှန်ပါနောက်ဆုံးမှာတော့ရလာတဲ့ data ပေါ်မူတည်ပြီးအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချရပါမယ်ကိုသွားနေတဲ့လမ်းကအလုံးမဖြစ်တော့ဘူးဆိုရင်ခေါင်းမာပြီးရှေ့ဆက်မတိုးပါနဲ့ယူဟာအသစ်တစ်ခုကိုလမ်းကြောင်းပြောင်းလိုက်ပါအဲ့ဒီလိုလမ်းကြောင်းပြောင်းနည်းအမျိုးအစား10မျိုးကိုလည်းဒီစာအုပ်မှာအသေးစိတ်လေ့လာနိုင်ပါတယ်ခင်ဗျာ